ဆိုဗီယက်ဇက်ဘရာဝေဆုံဆိုဗီယက်တစ်စင်ရဲ့လက်ထက်ခွင့်တောင်းတဲ့ပွဲမှာသူမဝေခဲ့တဲ့ဝေဆုံကတော်တော်လေးကိုဟော့ခဲ့ပါတယ်။အဲဒီဝေဆုံကိုဒီဇိုင်နာရတုနဲ့ဆိုဗီယက်ရောင်းမလေးဖြစ်လာတော့မဲ့ရွှေစင်ဝင်းတို့ကအတူတူပေါင်းစည်းပြီးတော့ဖန်တီးခဲ့ပါတယ်။ဒီဝိဆုံဖန်တီးခဲ့တဲ့နောက်ွယ်ကအကြောင်းအရာတွေကလည်းတကယ့်ကိုစိတ်ဝင်စားစရာပါပဲ။ဒီဝိဆုံကဆိုဗီယက်အတွက် surprise လုပ်ဖို့သူမမသိအောင်ဖန်တီးခဲ့တာလို့ဒီဇိုင်နာရတုကပြောခဲ့ပါတယ်။ဒီဒီဇိုင်နာရဲ့ပြောပြချက်အရကတော့ဒီဝိဆုံကိုဖန်တီးဖို့အတွက်လူ30လောက်နဲ့3ညလုံးမအိပ်ပဲအချိန်ကြီးအများကြီးပေးခဲ့ရတယ်လို့ဆိုပါတယ်။ဒီဒီဇိုင်နာကဆိုဗီယက်ခန္ဓာကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင်အထူးသဖြင့်သူမရဲ့ခါလေးမပြောက်သွားအောင်တေချာဂယူးဆိုင်လုပ်ပေးခဲ့ပြီးကိုကြိုက်တဲ့ဒီဇိုင်းမရမချင်းအားထုတ်ခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ဒီလိုလှပတဲ့ဝိဆုံနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်တန်တွေလည်းထွက်ပေါ်နေခဲ့ပါတယ်။တချို့ကတော့ဆိုဗီယက်ကို body shaming လုပ်ခဲ့ကြသလိုဝိဆုံကနိုင်ငံခြားဒီဇိုင်းကိုကူးချတယ်လို့ဆိုပြီးတော့လည်းပြောဆိုခဲ့ကြပါသေးတယ်။ဒီဇိုင်နာရတုကတော့ဒီဝေဖန်မှုတွေကိုပြန်ဖြေရှင်းခဲ့ပါတယ်။သူကတော့ customer ဖြစ်တဲ့ဆိုဗီယက်စိတ်ကြိုက်ကိုအကောင်းဆုံးဖန်တီးပေးခဲ့တာဖြစ်ပြီးလူတွေကပဲရုပ်ရုပ်တဲတဲဖြစ်နေတာပါလို့ပြောခဲ့ပါတယ်။ဒီဝေဖန်တန်တွေအပေါ်မှာတော့ဆိုဗီယက်ဘာမှပြန်မပြောပဲပွဲတစ်ပတ်လုံးအနီးကပ်ကူညီပေးခဲ့တဲ့ရောင်းမလေးရွှေစင်ဝင်းတို့ကိုသာကျေးဇူးတင်စကားဆိုခဲ့ပါတယ်။သူမရဲ့စကားအရရောင်းမလေးကဝိဆုံကားအစားအပြင်အဆိုင်ဖက်နဲ့ decoration ရတီလူတွေသိမရှိအောင်စီစဉ်ပေးခဲ့လို့သူမအတွက်တကယ်ကိုအမတ်တရအနေလေးဖြစ်ခဲ့တယ်လို့သိရပါတယ်ရှင်။